ရွဲကုန်တဲ့နှစ်ဦးလွန်လေပြီးသောအခါစိတ်ထားကောင်းသောရွဲကုန်တဲ့နှင့်စိတ်ထားမကောင်းသောရွဲကုန်တဲ့တို့သည်မြစ်တစ်ခုပေါ်အတူတကွကူ၍မြို့တစ်မြို့၌ရွဲရောင်းကြရာစိတ်ထားမကောင်းသောရွဲကုန်တဲ့ကရှေ့ကသွား၍ရောင်းနေ၏ထိုမြို့၌စင်းရဲသွားသောတထေးအမျိုးအနွယ်မြေးအဖွားနှစ်ယောက်တို့သည်ချို့တဲ့စွာစားတောက်နေထိုင်ကြရ၏တထေးကြီးလက်ထက်ကရွှေခွက်ကြီးတစ်ခုသည်အိုးကြိုအိုးကြားထား၍အသုံးမဆွဲမရှိကြာမြင့်သည်နှင့်အညိအကျေးတက်လျက်ရှိ၏ထို့ကြောင့်မြေးအဖွားနှစ်ယောက်သည်ရွှေခွက်ဖြစ်ကြောင်းမသိကြလေအဆိုပါစိတ်ထားမကောင်းသောရွဲကုန်တဲ့သည်ထိုအိမ်ရှိသို့ရောက်လာ၍ရွဲဝယ်ကြကုန်ဟုဟစ်လျင်တငယ်မော့သည်ရွဲအလိုရှိသည်ဖြစ်၍အဖွားအားပူစားလေသောအဖွားသည်ရွဲကုန်တဲ့ကိုခေါ်၍အမောင်ဤခွက်သည်အဖိုးများစွာထိုက်တန်မီမဟုတ်တို့ရာတွင်ဤခွက်ကိုယူ၍မောင်နှမအားအတင်ပေးလိုသည်များရွဲတစုံတရာကိုပေးပါလောဟုဆိုလေ၏စိတ်သားမကောင်းသောရွဲကုန်တဲ့လေခွက်ကိုပွက်တိုက်ကုတ်ချကြည့်သောရွှေခွက်ဖြစ်ကြောင်းသိလေလျင်ဤရွှေခွက်ကိုအဖိုးတစုံတရာမပေးပဲရအောင်ယူမည်ဟုသဘောယုတ်ထင်ကြံလျက်အတင်တို့ဤခွက်သည်တစုံတရာအဖိုးမထိုက်ငါအလိုမရှိဟုဆို၍မြေ၌ပြစ်ချပြီးလျင်ထ၍သွားလေ၏